အဲ့ကြတာဆိုရင်ဆရာတို့အခန်းနှစ်ကကြတော့ရှိတယ်ဤလို့ဆိုတာအဲ့လိုလုံနေတဲ့အချိန်အတွင်းမှာလို့ပြောတဲ့အသုံးနှုန်းရှင်းကောချူဆိုတာအဲ့လိုဆက်ဖြစ်နေတော့ဆိုတဲ့အဓိပ္ပာယ်ဒါ grammar အသုံးနှုန်းဖြစ်တဲ့အတွက်ဆရာတို့ဒီဟာကိုလုံနေတော့လို့ပြောတဲ့ဟာကအခန်းနှစ်မှာပါတဲ့အသုံးနှုန်းအဲ့တော့ဆရာတို့ဒီမှာအသစ်ဘာတွေပါမလဲဘယ်ဟာတွေပါတယ်လဲဆိုတာကြည့်လိုက်အောင်အဲ့နိုင်စိုက်ချူအဲ့မှာစိုက်ချူတာဆိုတာစာကြောင်းအဆုံးပေါ့နိုင်စိုက်ချူနေအဲ့ဒါကဆရာတို့ N3 မှာလည်းကပါခဲ့ပြီးပြီအဲ့ဒါပါလေအဲ့လိုလုံနေစဉ်အတွင်းတီလို့ပြောတာပါလေစိုက်ချူ now not စိုက်ချူ verb ဆိုရင်တော့တဲ့ဤလို့စိုက်ချူအဲ့နောက်တစ်ခုဥချိနိဒါလည်း N3 မှာလည်းပါခဲ့ပြီးပါပြီဆရာတို့ပါလေအဲ့ဒီအခြေအနေမပြောင်းလဲခင်အတွင်းမှာအဲ့လိုလုံနေစဉ်အတွင်းမှာတစ်ခုခုဖြစ်သွားတယ်လို့ပြောတာပါလေဥချိနိဥပမာမမှောင်ရင်ပြန်တယ်လို့ပါလို့ဟုတ်ဒါလည်းသင်ခဲ့ပြီးပြီနိုင်ဘကာရီဒနိုင်ဤပိုးဒအဲ့ဒါကကြတော့ဆရာတို့အရှိစာအုပ်မှာလည်းပါပြီးပြီတောက်လျှောက်အဲ့လိုကြီးပဲဖြစ်နေတယ်လို့ပြောတဲ့ဟာပါလေဘကာရီဒဒါမှမဟုတ်ရင်ဤပိုးဒလို့ဆိုတော့ဒီသုံးခုစလုံးကလည်းအရှိစာအုပ်မှာဆရာတို့သင်ခဲ့ပြီးသားအဲ့တော့ဒီမှာအစ်စ်ပါတာ equal form တို့しているအမှန်ကတော့အစ်စ်လို့ပြောတာလဲဆိုရင်တော့ဆရာတို့ N3 မှာပါခဲ့ပြီးပြီ equal form တို့していますကပါလေအဲ့လိုလုံနေမယ်လို့လုံနေတယ်ဥပမာဆိုပါတော့食べようとしているစားမယ်လို့လုံနေတယ်အော် N3 မှာတော့ဆရာတို့ကအပြုမူကိုပြတဲ့ကရိယာတွေနဲ့အဲ့လိုလုံမယ်လို့လုံနေတယ်လို့ပြောတယ်ဆိုပေမဲ့အမှန်ကအပြုမူတွေမဟုတ်ပဲနဲ့အခြေအနေပြတဲ့ကရိယာ0ရှိနေတယ်လည်းသုံးလို့ရ0ရှိနဲ့သုံးလိုက်ရင်တော့ဘယ်လိုဟာမျိုးဖြစ်သွားလဲဆိုတော့အဲ့လိုစားတော့မယ်အစဲအခြေအနေဖြစ်နေပါတယ်လို့ပြောရလေ equal form တို့しているဆိုတာကိုသုံးအဲ့တော့ဒီဟာလေးကိုဥပမာနည်းနည်းလေးပြန်ကြည့်လိုက်ရပါတယ်တင်တာတော့ဆရာတို့ပါလေ N3 မှာလည်းသင်ပြီးသားအဲ့ဒါဘယ်ကလာလဲ equal form တို့ရှိမှစကလာတာအဲ့လိုလုံမယ်လို့လုပ်တယ်ကဆိုတော့ဒီဟာလေးတစ်ခုတော့နည်းနည်းလေးအသေးသေးပြန်ကြည့်လိုက်အောင်အဲ့နောက်တစ်ခုစွစွအားတို့ဒါကဆရာတို့အရှိဖတ်စာအုပ်မှာပါပြီးသားဟဲ့ဆရာတော်လည်းပြောနေတာဆိုမင်းနဲ့ဆာမေးကြည့်အောင်စွအားတို့ပဲချိန်မှာသုံးတာတဖြည်းဖြည်းပြောင်းလဲနေတယ်လို့အဲ့လိုတဖြည်းဖြည်းချင်းဖြစ်နေတယ်လို့ပြောတာမျိုးပါဗါလေစွအားတို့ဒါကအရှိစာအုပ်မှာလည်းပါပြီးအဲ့နောက်တစ်ခုနိုင်စွကြတော့ဗါလေအဲ့လိုလုံနေရင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီဟာကနှစ်ခုရှိတယ် A နာကာရ B လို့ဟာလဲရတယ်လို့စန့်ကျင်ဘက်အဲ့လိုပြောရင်းနဲ့ပဲတစ်ခုခုစန့်ကျင်ဘက်လုပ်တယ်ဆိုတာလည်းရအဲ့တော့ဆရာတို့ဒီမှာအစ်စ်လို့ပြောပေမဲ့N3 မှာပါပြီးသား grammar ပုံစံလေးကိုနည်းနည်းနောက်တစ်ခေါက်ပြန်ပြောလိုက်အောင်အဲ့တော့ equal form တို့しているဆိုတာကဆရာတို့ဒီဟာကိုသိဖို့တော့ကအရှိက equal form တို့ရှိますကိုသိရတို့ရှိますအဲ့လိုလုံးမယ်လို့လုပ်တယ်ရိုးတန် verb နဲ့ equal form တို့ရှိますကနည်းနည်းလေးกว่า食べますစားမယ်လို့ပြောတာက action တွေပါတယ်အားထုတ်မှုတွေမပါသေးဘူးရိုးတန်ဆုံးဖြတ်တာပဲရှိသေးတယ်အဲ့ဒါဟိုမှာ食べようとしますဆိုပြောနေတာပါလေစားမယ်လို့လုပ်တယ်အဲ့ဒီ grammar ပုံစံကဆရာတို့ N3 မှာပါခဲ့ပြီးပြီအဲ့ဒီကနေမှ equal form တို့しているလို့ပြောနေတာပါလေအဲ့လိုလုပ်မယ်လို့လုပ်နေတယ်ဥပမာခွေးအဲ့ဒီအောင်နက်ကမင်းဖက်နှက်ကိုကြိုက်တော့မယ်ကြိုက်မယ်လို့လုပ်နေတယ်လို့ပြောရင်အနာတနောကုစုကိုカモとしているအဲ့ဒီမှာ皆さんカムနဲ့カモとしているအိဗယ်တေချာ image ထဲမှာကွဲဖို့လိုတယ်カムကကြိုက်မယ်လို့ပဲပြောတာဒါပေမဲ့カモとしているလို့ပြောရင်သူကခွေးကအဲ့ဖက်နှက်နားမှာရစ်တီလုပ်ပြီးတော့ဖြစ်တယ်ကြိုက်တော့မဲ့ပုံစံလုပ်နေတယ်ဆိုတဲ့ပုံစံမျိုး image ထဲမှာပေါ်ဖို့ဥပမာ食べるနဲ့食べようとしているဘယ်လိုခေါ်လဲ食べようとစားဖို့လို့ပြင်နေပြီကြာစားတော့မှာ食べようとしているက食べるလို့ပြောလိုက်တော့皆さん image ထဲမှာသိစားစမ်းပါနော်食べるလို့ပြောရင်စားမယ်ပဲရှိသေးတာဘာမှအားထုတ်မှုတွေပါလေမပါသေးဘူးဒါပေမဲ့食べようとしているဆိုတော့ဒီတိုင်းငုတ်ထုတ်ထိုင်တာမဟုတ်တော့မျက်စိထဲမှာမြင်အောင်ကြည့်ဒီလိုမျိုးကြက်ကြော်ကြီးကိုထမင်းကိုဒီလိုစားတော့မယ်လို့အားရပါပြင်နေတဲ့ပုံစံပါလေ equal form としているအဲ့တော့ဆရာတို့ N3 မှာတော့အရှုပ်မှာဆိုလို့ဆရာတို့ရိုးတန်းထားလို့ရှိအပြုတ်မှုပြတဲ့ကရိယာတွေနဲ့ပဲပြောခဲ့တယ်ဆိုပေမဲ့အမှန်က0ရှိလဲလိုက်လို့ရ0ရှိနဲ့လိုက်တဲ့အခါဘယ်လိုအိဗယ်ဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးဖြစ်တော့မဲ့အခြေအနေဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီမှာဆိုရင်ဆရာတို့ကြည့်အောင်ဘောလုံးဝဲကြည့်ပညာရဲ့လူကပြောဟိုက်ဒီမှာဆိုရင်အခုဘောလုံးပွဲစတော့မယ်စပါတော့မယ်လို့ပြောတဲ့အခါမှာဆရာတို့ကဟာဂျီမာရီမတ်0ရှိအဲ့တော့စားတော့မယ်အခြေအနေလုပ်နေပါတယ်ဟုတ်ပဲねစားတော့မယ်လို့ပြောတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့ဟာဂျီမာရောတော့しているအဲ့လိုပဲဂျပန်နေအရင်တုံးနဲ့နေကဝင်တော့မယ်လို့ဟိကခူရဲရောတော့しているပါတီကဟာဂျီမာရောတော့しているဟာဂျီမာရောတော့しているအဲ့လိုမျိုး0ရှိနဲ့ပြောတဲ့အခါမှာတော့အဲ့လိုလုပ်နေတာမဟုတ်တော့မယ်ねအဲ့ဒီအခြေအနေ
ဖြစ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်ဒီမှာဆိုရင်ဒီခန်းကြီးဘယ်လိုဖတ်တယ်လဲဖတ်ကြည့်အောင်ဘယ်လိုဖတ်တယ်ထင်လဲဒါကစကားလုံးတစ်ခုရှေ့ရခဲ့ဒီခဲ ဒီ ရှော နှ ဆ လုံး န် အတွင်းတော်တယ်ခဲရှောဆန်ခဲရှောကပါလေဘိုလူလားဆန်ကပြိုင်ပွဲကိုပြောတာဖြစ်တဲ့အတွက်ခဲရှောဆန်လို့ပြောရမှာဖြစ်တယ်ဘိုလူပွဲဒီခန်းကြီးအန်တူ level နဲ့ဘယ်လိုဖတ်တယ်လဲ ကင်းချော တော်တယ် king george တဲ့ယူမှာအဲ့တော့ဆရာတို့ဒီတစ်ကြောင်းလုံးရဲ့အဓိပ္ပာယ်ကဘာဖြစ်လဲကျင်ညာတဲ့လူတင်းကျင်ရလူကကျင်ညာနေအခုဆိုရင်ဘာဖြစ်လဲဘိုလူပွဲကစပါတော့မယ်လို့ပြောတယ်ဟုတ်ပါ အားလုံးဘာဖြစ်လဲ အားလုံးစိတ်လှုပ်ရှားမှု အဲ့ဒီ image ကိုမြင်အောင်စဉ်းစားရင်းနဲ့မှဖတ်ဖတ် さあ、決勝戦が今始まろうとしています。みんな緊張しています。အခုဆရာတို့ဒါကနမူနာအဲ့ဒီထက်ကပါတဲ့တကြောင်ကိုပြောပြထားတာဆိုပေမဲ့မင်းသားဆန်လောက်ရမှာကဘာလို့ရမလဲဆိုရင်ဒီမှာဆရာတို့တင်မိသားတွေကိုကြော်သွားတာဆိုတာအချိန်မရှိလို့ဆရာတို့ဒီဟာကတင်မိသားတွေဖြစ်တဲ့အတွက်ပို့ပြီးချိန်ညက်ဖို့အတွက်ဆိုရင်တော့ဒီလိုပုံစံမျိုးတကြောင်ချင်းတည်းရဲ့ဆိုလိုရင်းကိုကိုယ့်ကိုပြန်ဖတ်ရင်းနဲ့လောက်တာက grammar လည်းပို့ပြီးချိန်နဲ့တလို့ပြင်ညက်သွားမှာဖြစ်တယ်လို့နောက်တစ်ခုကပါလဲဆိုတော့ reading ဖတ်တဲ့အခါမှာလဲဆရာတို့တကြောင်ချင်းတည်းရဲ့ဆိုလိုရင်းကိုတေချာသိဖို့ကအရေးကြီးတယ်တကြောင်ချင်းစီရဲ့ပြောတဲ့အဓိပ္ပာယ်ဘာကိုဆိုလိုချင်တာလဲတေချာသိမှစာပိုက်တစ်ပိုက်ကိုသိတာစာပိုက်တစ်ပိုက်လုံးကိုသိမှဒီနောက်စာပိုက်တစ်ခုလုံးစာတစ်ခုလုံးကိုခြုံငုံပြီးတော့စာရေးသူပြောတဲ့ဟာကိုနားလည်တာဖြစ်တဲ့အတွက်ဆရာတို့ကဒီအချိန်မှာတည်းကတေချာပြန်နှွှေးထားတာဆိုရင် reading ဖတ်တဲ့အခါအရန်မြန်တော့ okay အဲ့တော့ဆရာတို့ဒီခန်းမှာဆိုရင်အခန်းနှစ်မှာကဆရာတို့အသစ်ပါလာဆိုလို့ဒါပဲရှိတယ်အဲ့တော့ဆရာတို့ပြန်ပြောကြည့်လိုက်အောင်ဆရာတို့ဒီခန်းနှစ်မှာပါတဲ့ဟာတည်ပြီးသားတွေပဲ side chew ကပါလေအဲ့လိုလုပ်နေတဲ့အချိန် quality ကိုပြောတယ် noun ဆိုရင် noun not side chew verb ဆိုရင်တော့ get iru side chew ကြဒါဆိုရင်နားနေဦးချိနေရပါလေအဲ့လိုလုပ်နေစဉ်အတွင်းတို့အဲ့ဒီအခြေအနေမပြောင်းလဲခင်ပါလို့ပြောတာကဦးချိနေအဲ့မှာတခုသတိထားပါအိုင်ဒါနီနဲ့ဦးချိနေနည်းနည်းလေးကွာတယ်ဥမာမမောင်ခင်မှာအိမ်ပြန်မယ်လို့ပြောရင်အိုင်ဒါကိုသုံးလို့မရအိုင်ဒါကဂျာသူ့ရဲ့စကားလုံးအဓိပ္ပာယ်ကပါလေဂျာဖြစ်တဲ့အတွက်နေရာနှစ်ခုရဲ့ဂျားလဲရသလိုအချိန်နှစ်ခုရဲ့ဂျားလို့အဲ့ဒီဂျားမှာဘာဖြစ်တယ်လို့ပြောတာပါလေအိုင်ဒါနီဒါပေမဲ့ခုနလိုမျိုးဒီအခြေအနေမပြောင်းလဲခင်မမှောင်ခင်မှာပြန်မယ်လို့မိုးမရွာခင်မှာပြန်မယ်လို့အဲ့လိုအခြေအနေမပြောင်းလဲခင်မှာလို့ပြောရင်အိုင်ဒါနီကိုမသုံးဘူးဘာလို့ပြောလဲဦးချိနီကိုပဲနောက်တစ်ခုကကျတော့ဘကာရီအပိုးကကျတော့ဗာလဲအဲ့ဒါဒီကြီးပဲဖြစ်နေတယ်ဆိုတဲ့တောက်လျှောက်အဲ့လိုဖြစ်နေတယ်ဇက်တိုက်ဖြစ်တယ်ဆိုတဲ့ပုံမှန်အဖြစ်တော့ဗာလဲမကောင်းတဲ့ကိစ္စတွေဗာတွေမှာသုံးတဲ့ဟာတွေနောက်တစ်ခုကတဟုန်တိုးဖြစ်တယ်အပိုးdaတောက်လျှောက်ဇက်တိုက်တဟုန်တိုးဆိုတဲ့ဟာကဗာလဲအပိုးဒါကလည်းအရှိစာအုပ်မှာသင်ခဲ့ပြီးသားဒီကောဖောင်တိုးရှိတဲ့အီတို့ကလည်းဒါတို့သင်ပြီးသားအရှိရလိုက်တဲ့ buff ထားလို့ရှိဆိုရင်တော့ဗာလဲအဲ့လိုလုပ်မယ်လို့လုပ်နေတယ်လို့ပြောတယ်ဂျီတို့ရှိဆိုရင်တော့ဗာလဲမကြခင်အဲ့ဒီချိန်နေဖြစ်တော့မယ်လို့ဖြစ်တော့စုစုအားတို့ကလည်းရှေ့မှာပါပြီးပြီပြောင်းလဲတာလို့ပဲဤပိုးသားနဲ့စုစုအားတို့ကကွာတယ်ဤပိုးသားဆိုတာကတဟုန်တို့ပြောင်းသွားစုစုအားတို့ကကြတော့ဖြစ်လေနည်းနည်းချင်းစီပြောင်းသွားတယ်ပြောင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်စုစုကကြတော့ဆရာတို့နှစ်ခုရှိတယ်အေလုံရင်းနဲ့ဘီလောက်တာလည်းရတယ်လို့နောက်တစ်ခုကကြတော့ဗာလဲစန့်ကျင်ဘက်ဆိုတဲ့အဓိပ္ပာယ်နဲ့လေကြတာဆိုရင်ဆရာတို့အခန်းနှစ်လည်းရပြီဆိုတော့လေ့ကျင့်ခန်းလေးပြန်ပြီးတော့လုပ်ထားပါဆရာ